ဒါလေးကတော့စံ့ကြတဲ့ရေသောတစ်မျိုးဖြစ်တဲ့ငရှင်းလေးပါငရှင်းကိုရုပ်ပြတွေ့လိုက်ရင်မွေလားငရှင်းလားခွဲခြားဖို့ဖြစ်ပါတယ်အမှန်တော့သူကငါးမျိုးစီတစ်မျိုးဖြစ်ပြီးတော့ထူးခြားတဲ့စွမ်းရည်နဲ့ပြည့်နေတဲ့ရေသောတစ်မျိုးပါမြန်မာနိုင်ငံရဲ့ရွှေ့နေတဲ့လေကွင်းတွေ6မြောင်းတွေမှာအများဆုံးတွေ့ရတတ်ပါတယ်ငရှင်းတွေမှာကထူးခြားတဲ့အချက်တွေအများကြီးရှိပါတယ်နံပါတ်1သူတို့ကအထီးအမလိမ်ပြောင်းနိုင်တဲ့အစွမ်းရှိပါတယ်ငရှင်းတွေရဲ့အထူးခြားဆုံးအချက်ကတော့သူတို့ကလိမ်ပြောင်းလဲနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်မွေးကစားငရှင်းတွေအားလုံးဟာအမားတွေဖြစ်ကြပြီးကြီးပြင်းလာတဲ့အခါမှာတော့တချို့ငရှင်းတွေကအထီးဖြစ်ကိုပြောင်းလဲသွားကြပါတယ်ဒါကြောင့်ဒီမျိုးတွေကသူတို့ရဲ့မျိုးပွားမှုဆိုင်ရာအတွက်ဟန်ချက်ညီအောင်ထိညှိနိုင်ကြပါတယ်နံပါတ်2ရေထဲမှာရောကုန်းပေါ်မှာရှင်သန်နိုင်စွမ်းရှိပါတယ်ငရှင်းတွေကရေထဲမှာငါးများစုလိုအသက်ရှူနိုင်အောင်သာမကပဲရေထဲမှာအောက်ဆီဂျင်နည်းပါးတဲ့အခါမျိုးဒါမှမဟုတ်ရေခန့်ချောက်တဲ့အခါမျိုးမှာကုန်းပေါ်တက်ပြီးလေကိုတိုက်ရိုက်ရှူရှိုက်နိုင်ကြပါတယ်ဒါ့ပြင်သူတို့ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ချွတ်ပစ်တဲ့အကြည့်ချွဲတွေကြောင့်ရေမရှိတဲ့ကုန်းမြေပေါ်မှာတောင်ခဏတာသွားလာလှုပ်ရှားနိုင်ကြပါတယ်နံပါတ်3စဘာဆိုင်တဲ့တောင်သူလယ်သမားတွေကိုကိုကြီးစောင့်ရှောက်ပေးပါတယ်လယ်သမားတွေအတွက်ငရှင်းနေရအထောက်အကူပြုတဲ့ရေသရဝါတစ်မျိုးပါလက်ခွေးတွေမှာရှိတဲ့ပိုးမွားတွေစဘာဖြတ်ပိုးတွေနဲ့ခရုတွေကိုစားပေးတာကြောင့်စဘာပင်တွေကိုပိုးမကြအောင်ကာဝယ်ပေးနိုင်ကြပါတယ်ဒါကြောင့်သူတို့ကလယ်သမားတွေရဲ့မိတ်ဆွေတွေလည်းဖြစ်ကြပါတယ်နံပါတ်4ငရှင်းတွေကစီးပွားရေးရာအဖို့တန်တဲ့မျိုးစိတစ်မျိုးဖြစ်ပါတယ်ငရှင်းနေရရတာရှိတဲ့အစားအစာတစ်ခုဖြစ်ပြီးအာဟာရတက်လည်းအလွန်ကျော်ရပါတယ်အထူးသဖြင့်ငရှင်းတွေမှာဗီတာမင် A, B, D, E တို့အပြင် Omega 3 fatty acid လည်းပါဝင်တာကြောင့်ကျန်းမာရေးတဲ့အကျိုးကျေးဇူးများစွာရရှိစေပါတယ်ဂျပန်နိုင်ငံမှာဆိုရင်ငရှင်းကိုဥနာဂီလို့ခေါ်ပြီးလူကြိုက်များတဲ့ဟင်းလျာတစ်မျိုးဖြစ်ပါတယ်ဒါ့အပြင်ငရှင်းဟာမြန်မာနိုင်ငံကစားသောက်ဆိုင်တွေမှာခွန်အားတိုးတဲ့အစားအစာအမြင့်ဟင်းလျာဖြစ်တဲ့နာမည်ကြီးပါတယ်ဒီလိုထူးခြားတဲ့ချက်တွေနဲ့ပြည့်နေတဲ့ငရှင်းအကြောင်းကိုနားထောင်ပြီးမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတဲ့ကောင်းတဲ့အတွေ့အကြုံသစ်တွေရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်